ဘောလုံးမတယောက်အတွက်အသက်30နောက်ပိုင်းဟာကစားမဘဝအကြိုက်ပဲလို့ပြောမှာဖြစ်ပါတယ်။ဒါတော့အပြင်ဘောလုံးမတော်တော်များများဟာအသက်30နောက်ပိုင်းမှာစွမ်းဆောင်နေကြဆင်းလာခဲ့ပြီးတော့ကစားမဘဝကနေနားယူလေရှိပါတယ်။ဒါပေမဲ့ဒီလိုနည်းရမှာသဘောတရားတွေကို Redo ကရိုက်ချိုးပြနေတာဖြစ်ပါတယ်။မင်းရကစားခဲ့တဲ့ NSA နဲ့ Enhaden တို့ရဲ့ပွဲစဉ်မှာ Redo က NSA အသင်းအတွက်သွင်းကိုသွင်းယူခဲ့ပြီးတဲ့နောက်သူ့ရဲ့အသက်30နောက်ပိုင်းမှာသွင်းယူခဲ့တဲ့သွင်းကိုရည်အတွက်ဟာ900တကိုရှိလာခဲ့ပြီးဖြစ်ပါတယ်။ဒါဟာ Redo အတွက်တော့အသက်30နောက်ပိုင်းမှာတခြားသောထိပ်တန်းတိုက်စစ်မှုတွေတဲ့ဂိုးပုံပေါ်သွင်းယူထားနိုင်တာကိုသက်သေပြနေတာပဲဖြစ်ပါတယ်။တခြားသောတိုက်စစ်မှုတွေဖြစ်ကြတဲ့ Rayoni ဟော်ရီနီယိုဆိုတာကကစားမပွားတစ်ခြားလုံးမှာတွင်းကို350ကျော်သာတွင်းယူတဲ့သူဖြစ်ပါတယ်။ဒါပေမဲ့ Ronaldo ကတော့အသက်30နောက်ပိုင်းတွင်းယူခဲ့တဲ့ဂိုးရည်အတွက်မှာတင်သူတို့ရဲ့တတဝါလုံးစာတွင်းကိုရည်အတွက်ကိုကျော်သွားခဲ့တာဖြစ်ပါတယ်။ဟော်ရီဆိုတာကလည်းပြည်သူ့နဲ့အာဆင်နယ်ကတော်ဝင်ဖြစ်ပြီးပရီးမီးယားလိသမိုင်းရဲ့အကောင်းဆုံးတိုက်စစ်မှုဖြစ်ပါတယ်။သူ့ရဲ့ကစားမပွားတွင်းကိုပေါင်း412ဂိုးထက် Ronaldo ရဲ့အသက်30ကျော်နောက်ပိုင်းတွင်းကိုကဂိုး90ပိုများနေတာဖြစ်ပါတယ်။ဒါအပြင်ဗမာစီ322ဂိုး Queensport 309ဂိုး Fernando Torres 300ဂိုးရဲ့တဝါလုံးစာတွင်းကိုတွေကို Redo ကအသက်30နောက်ပိုင်းမှာတင်ကျော်ဖြတ်သွားခဲ့တာဖြစ်ပါတယ်။လက်ရှိချိန်မှာ Redo ရဲ့ကစားမပွားတွင်းကိုရည်အတွက်ဟာ964ဂိုးထိရှိလာခဲ့ပြီဖြစ်တာကြောင့်သူ့ရဲ့အနိမ့်မရီမှန်းချက်ဖြစ်တဲ့တွင်းကို1000ပြေးဖို့အတွက်36ဂိုးသာလိုအပ်နေတော့တာဖြစ်ပါတယ်။ဒီနောက်နဲ့လာသွားမယ်ဆိုရင်စိတ်ကြီးအနေနဲ့ဒီနေ့ထဲမှာပဲဂိုး1000ပြေးသွားနိုင်ပါတယ်။ Xbox ကနေတင်ဆက်ပေးနေပါတယ်ကျွန်တော်ကတော့အောင်ခန့်ပါ